Gucci, Dior, Balenciaga, Louis Vuitton စတဲ့ကမ္ဘာကျော် brand တွေကိုလူတိုင်းမသိကြရင်တော့မှလူတော်များများကကြားဘူးကြမယ်လို့ထင်ပါတယ်ဒီလိုမျိုးကမ္ဘာကျော် luxury brand တွေကမှဈေးအကြီးဆုံးလို့လူသိများကြတဲ့ Louis Vuitton အကြောင်းကိုဒီနေ့မှာပြောကြပါမယ်ဒါနဲ့ Louis Vuitton ကဘာလို့ဒီလောက်တောင်မှဈေးကြီးနေရတာလဲတကယ်ကောပေးရတဲ့ဈေးနဲ့တန်လို့လားဆိုတာနဲ့အတူ LV ဖြစ်ပေါ်လာရတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းကိုပါပြောပြသွားမှာမို့ကျွန်တော်နဲ့အတူဗီဒီယိုကိုအဆုံးထိလိုက်ပါခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်တကယ်တော့ Louis Vuitton ဆိုတာကလူတစ်ယောက်ရဲ့နာမည်ပါဆင်းရဲပြီးဘာမှမရှိတဲ့ကလေးလေးတစ်ယောက်ကနေကမ္ဘာကျော်ဒီဇိုင်နာတဦးဖြစ်လာပြီးတော့သူ့နာမည်ကနေပဲကမ္ဘာကျော် brand တစ်ခုဖြစ်လာတဲ့အထိအောင်မြင်မှုရရှိလာခဲ့ပြီးအခုထိတောင်မှထိတ်ဆုံး top list ထဲရှိနေသေးပါပဲဒါဆိုရင် Louis Vuitton ဆိုတာကဘာတူလဲ Louis က1821ခုနှစ်ဩဂတ်လ4ရက်နေ့မှာမွေးဖွားခဲ့တဲ့ပြင်သစ်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်သူ့အသက်10နှစ်မှာပဲသူ့အမေဆုံးမသွားခဲ့ပြီးတော့အဖေဖြစ်သူကနောက်မင်းမယူခဲ့ပါတယ်အဖေဖြစ်သူကလေသမားဖြစ်ပြီးအမေကအုတ်ထုတ်တွေချုပ်ပါတယ်သူ့အမေဆုံးသွားပြီးတဲ့နောက်မှာ Louis အနေနဲ့လည်းပျော်ရွှင်မှုဆိုတာကပျောက်ဆုံးသွားခဲ့ရပါတယ် Louis အသက်73နှစ်မှာပဲအိမ်ကနေထွက်လာဖို့ဆုံးဖြတ်ခဲ့ပါတယ် Louis ကကီလိုမီတာ480မိုင်ပေါင်း290ကျော်လောက်ကိုလမ်းလျှောက်ပြီးတော့ပဲရီမြို့စီကိုရောက်အောင်သွားခဲ့ပါတယ်အချိန်အပြည့်နှစ်နှစ်နီးပါးကြာခဲ့ပြီးတော့ဒီလမ်းကြီးတစ်လျှောက်မှာလည်းသူ့အတွက်ခက်ခဲမှုတွေကြားကဘဝသင်ခန်းစာတွေလည်းအများကြီးရရှိခဲ့ပါတယ်1838ခုနှစ် Louis အသက်16နှစ်မပြည့်သေးခင်မှာပဲ Paris ကိုရောက်ရှိလာခဲ့ပါတယ်အားလုံးသိကြတဲ့အတိုင်း Paris မြို့ဆိုတာက fashion လောကရဲ့အိမ်မက်မြို့တစ်ခုဖြစ်တယ်လို့ Louis အနေနဲ့လည်းအိမ်မက်တွေကိုအကောင့်ထဲပို့ဖို့အတွက်စတင်ခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ် Paris ကိုရောက်တော့အိတ်ချုပ်ဆန်တစ်ဆိုင်မှာပညာသင်တူဦးအနေနဲ့အလုပ်စလုပ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကတစ်တာလိုလေးတော့ပုံအိတ်တွေကိုခရီးသွားတွေအတွက်ခရီးဆောင်အိတ်ဖြစ်အသုံးပြုခဲ့ကြပါတယ် Louis ကအလုပ်ပေါ်မှာပတ်စံဘယ်လောက်ရလဲဆိုတာထက်ပညာရဖို့အဓိကစူးစမ်းခဲ့ပြီးအသေးစိတ်ကအစအများကြီးလေ့လာခဲ့ပါတယ်1858ခုနှစ်မှာထုတ်လုပ်ခဲ့ပြီးတော့နာမည်က Trianon Trunk ပုံစံကလေးတော့ဆန်ပြီးတော့ထူးခြားတဲ့အချက်ကတော့ရေစုကန်နဲ့ဖန်တီးမှုဖြစ်ပါတယ်ဒါနဲ့ LV8 တွေကဘာကြောင့်တခြားအိတ်တစ်ချက်ပို့ပြီးတော့နာမည်ကြီးပြီးတော့ဈေးကြီးနေရတာလဲ1852ခုနှစ်အတွင်းပြင်သစ်မင်းသမီးယူဂျင်းနီရဲ့ဝန်ထမ်းတစ်ယောက်က Louis အလုပ်လုပ်တဲ့အလုပ်ရုံကိုလာပြီးတော့မင်းသမီးရဲ့အဝတ်အစားတွေကိုထုတ်ပိုးဖို့အတွက်ခီးဆောင်အိတ်တစ်လုံးကိုပြုလုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်အလုပ်ရုံကလူတွေကမင်းသမီးအတွက်ပြုလုပ်မဲ့ခီးဆောင်အိတ်အတွက်လက်ရတည်သက်ပြီးစနစ်တကျပြုလုပ်တဲ့ Louis ကိုမင်းသမီးအတွက်အိတ်ချုပ်ပေးဖို့ထောက်ခံခဲ့ပါတယ်ဒီလိုနဲ့ Louis အတွက်အောင်မြင်မှုခြေလှမ်းကစတင်လာခဲ့ပါတော့တယ် Louis ချုပ်ပေးတဲ့ခီးဆောင်အိတ်ကပြင်သစ်မင်းသမီးယူဂျင်းနီကိုယ်တိုင်ကအရန်ကိုသဘောကျခဲ့ပြီး Louis ကိုအသိမှတ်ပြုချီးကျူးခဲ့ပါတယ်တော်ဝင်မင်းသမီးတို့ရဲ့အထင်ကြီးလေးစားမှုကိုရခဲ့ပြီးနောက်ပိုင်း Paris မြို့ကအထက်တန်းသားလူချမ်းသာတွေကြားထဲမှာ Louis Vuitton ဆိုပြီးတော့နာမည်ဆရလာခဲ့ပါတယ်1880ဝန်းကျင်မှာတော့ပြင်သစ်နဲ့ဂျာမနီစစ်ပွဲကစတင်လာခဲ့ပါတယ်စစ်ပွဲတွေကြားထဲမှာ Paris မြို့ကြီးကမီးလောင်ခဲ့ပြီးတော့ Louis ရဲ့အလုပ်ရုံကလည်းမီးလောင်မှုတွေပါသွားခဲ့ပါတယ်အောင်မြင်နေတဲ့အခြေအနေကိုရောက်ရှိနေတဲ့ Louis အနေနဲ့အရာအလုံးနေ့ချင်းညချင်းဆုံးရှုံးခဲ့ရပါတယ်ဒါပေမဲ့ Louis ကသူရှောက်နေတဲ့လမ်းကိုမရက်တက်ခဲ့ပါဘူး1882ခုနှစ်စစ်ပြီးဆုံးသွားတဲ့အခါမှာတော့ Louis က Rose Croix မြို့လမ်းမှာဆိုင်တဲ့ဆိုင်ကိုပြန်ဖွင့်ခဲ့ပါတယ်။သူ့ရဲ့ trend design ကိုမှပိုပေါ့ပါပိုချမ်းခံပြီးပိုပြီးလှပတဲ့ပုံစံနဲ့အကောင်းဆုံးဖြစ်အောင်ဖန်တီးခဲ့ပါတယ်။အရင်ကတည်းကနာမည်ရှိတဲ့ Louis အနေနဲ့ပိုပြီးအသေးသေးကြအောင်ဖန်တီးမှုတွေနဲ့အတူအဲ့ဒီအချိန် Paris မြို့ကလူကုန်တန်းအတိုင်းဝိုင်းနေမှာကဘူး။ဥရောပတခွင်ကပါ Louis Vuitton ကိုဈေးကြီးပြီးဝယ်ရတော့တဲ့အထိအောင်မြင်မှုတွေရရှိလာခဲ့ပါတယ်။1892ခုနှစ်မှာတော့ Louis Vuitton တယောက်ကွယ်လွန်သွားခဲ့ပါတယ်။ Louis တယောက်ကွယ်လွန်သွားခဲ့ပေမဲ့သူ့ရဲ့နာမည်ကတော့ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။ Louis Vuitton ရဲ့သားဖြစ်သူ George Vuitton က LV ဆိုတဲ့နာမည်နဲ့ Global ကိုထိုးဖောက်ဖို့ကြိုးစားခဲ့ပါတယ်။အောင်မြင်မှုတွေကကမ္ဘာနဲ့တဝန်းဖြစ်လာခဲ့ပြီးတော့2000ခုနှစ်ဝန်းကျင်မှာဆိုရင်ရုပ်ရှင်မင်းသမီးနဲ့နာမည်ကြီးအဆိုတော်တွေကြားမှာပါ LV ကထင်ရှားတဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဆိုရင် LV ကဘာကြောင့်ဈေးကြီးရလဲဆိုတာကိုတော့သိလောက်မှထင်ပါတယ်။တော်ဝင်မင်းသမီးနဲ့အထက်တန်းစားလူရန်စားတွေအတွက်အကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ Louis Vuitton ရဲ့တီချင်ဖန်တီးမှုနဲ့အနုပညာလက်ရာရာစုနှစ်တစ်ခုရဲ့ fashion empire ဖြစ်ခဲ့ရတဲ့ LV ရဲ့တမိုင်းကြောင်းအနေနဲ့အတူလက်ရှိအချိန်ထိ global brand တစ်ခုအနေနဲ့ရပ်တည်နေဆဲဖြစ်တဲ့ LV ဆေးရတဲ့ကလေးလေးတစ်ယောက်ကအသက်73နှစ်မှာမိုင်ပေါင်း290ကျော်ကိုချီလင်ခင်းနဲ့စတင်ခဲ့ပြီးအခုလိုနာမည်ကြီးအမတ်တစိတစ်ခုကိုဖန်တီးခဲ့ပါတယ်။ကဲတော့ LV ဆိုတာကအမတ်တစိတစ်ခုဆိုတာချက်ပိုတဲ့သမိုင်းတွေနဲ့လူတစ်ယောက်ရဲ့အကြောင်းဆိုတာကိုတင်ဆက်ပေးရင်ဒီနေရာမှာပဲ LV ရဲ့အကြောင်းကိုအဆုံးသတ်လိုက်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။